ဗီဒီယိုလေးကရှောက်ရိုက်ထိုင်တဲ့ဗီဒီယိုလေးဖြစ်ကြောင်းပြောချင်ပါတယ် What ပါပြီ No ပါပြီမြို့ဝယ်ပေးရလေဟောမို့မို့ရောက်ပါပြီဒါတော့လေးပါဒါလည်းတော့လေးပါခုကတော့ရေမှုချူပြီးတော့အဝတ်စားလဲပြီးတော့အလားပြင်မယ်ပေါ့နော်ပြီးကြရဲ့အင်္ဂါချက်ကျွေးတဲ့ဟင်းလေးတွေနဲ့နည်းနည်းစားပါမယ်အဲ့ဒါအိမ်ကိုဝင်လေတာအဲ့ဒါကအပြင်မှာမုန်းလိုက်ကျွေးလို့ဒါညီမလေးနဲ့တော့ပါညီမလေးကအိမ်လေလာတော့မဝတ်ကျွေးရတာထားပြီးတော့အိပ်ပါတော့မယ်ဘိုင်းဘိုင်း good night ဒီနေ့တနေ့တာတော့ပြီးတော့ပါပြီမနေ့ကကြရင်မလုပ်သွားရဘူးဘိုင်းဘိုင်း Thank you.